လာပါဒီနေ့မှာဆိုရင်နေ့စဉ်လုပ်ငန်းခွင်အတွင်းမှာသုံးနေရတဲ့လွယ်လွယ်ကူကူမင်းစကားလုံးလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အင်းကြီးဆရာပပွက်ဒါဘသူလောက်တာလဲအင်းကြီးဆရာပပွက်ဒါဘသူလောက်တာလဲအင်းကြီးဆိုတာဒါဒီဟာဆရာပဆိုတာဘယ်သူလဲပွက်ဆိုတာလောက်တာအင်းကြီးဆရာပပွက်ဒါဘသူလောက်တာလဲအင်းကြီးဆရာပဆိုရပွက်ဒီဟာဘသူလောက်ခိုင်းတာလဲအင်းကြီးဆရာပဆိုရပွက်ဒီဟာဘသူလောက်ခိုင်းတာလဲအင်းကြီးဆိုတာဒီဟာဆရာပဆိုတာဘယ်သူလဲဆိုရဆိုတာခိုင်းတာပွက်ဆိုတာလောက်တာအင်းကြီးဆရာပဆိုရပွက်ဒီဟာဘသူလောက်ခိုင်းတာလဲဆရာဆိုရပွက်ကျွန်တော်လောက်ခိုင်းတာဆရာဆိုရပွက်ကျွန်တော်လောက်ခိုင်းတာဆရာဆိုတာကျွန်တော်ဆိုရဆိုတာခိုင်းတာပွက်ဆိုတာလောက်တာဆရာဆိုရပွက်ကျွန်တော်လောက်ခိုင်းတာဒီဟာဆိုရပွက်သူလောက်ခိုင်းတာဒီဟာဆိုရပွက်သူလောက်ခိုင်းတာဒီဟာဆိုတာသူဆိုရဆိုတာခိုင်းတာပွက်ဆိုတာလောက်တာဒီဟာဆိုရပွက်သူလောက်ခိုင်းတာလို့ပြောတာပါမကြမ်းမနာပိုလေးကဘယ်လိုလဲရလားမကြမ်းမနာပိုလေးကဘယ်လိုလဲရလားမကြမ်းမနာဆိုတာဘယ်လိုလဲပိုလေးဆိုတာရတယ်ပိုလေးကဆိုတာရလားမကြမ်းမနာပိုလေးကဘယ်လိုလဲရလားကျန်ကကြောက်ဆိုင်ရငါ့ကိုမနှောက်ချက်ပါနဲ့ကျန်ကကြောက်ဆိုင်ရငါ့ကိုမနှောက်ချက်ပါနဲ့ကျန်ကဆိုတာမနဲ့မလုံးနဲ့မကင်နဲ့မနှောက်ချက်နဲ့အဲ့လိုပြောတာပါကြောက်ဆိုတာနှောက်ချက်တာဆိုင်ရဆိုတာငါကျွန်တော်ကျန်ကကြောက်ဆိုင်ရငါ့ကိုမနှောက်ချက်ပါနဲ့ဆိုင်ရတာမီနဲ့ငါစိတ်ဝင်စားဘူးဆိုင်ရတာမီနဲ့ငါစိတ်ဝင်စားဘူးဆိုင်ရဆိုတာငါကျွန်တော်တဆိုတာအငြင်းဝကြဖြစ်ပါတယ်မီနဲ့ဆိုတာစိတ်ဝင်စားတာဆိုင်ရတာမီနဲ့ငါစိတ်ဝင်စားဘူးဆိုင်ချက်ကအာရတငါကငါပြောတာကြားလားဆိုင်ချက်ကအာရတငါကငါပြောတာကြားရလားဆိုင်ဆိုတာငါကျွန်တော်ချက်ကဆိုတာစကားပြောတာကိုပြောတာပါအာဒဆိုတာရှိသည်ဒငါဆိုတာကြားတာကဆိုတာလာလို့အဓိပ္ပာယ်ရပါတယ်မြခွန်မိတဲ့စကားလုံးဖြစ်ပါတယ်ဆိုင်ချက်ကအာရတငါကငါပြောတာကိုကြားလားဆိုင်အပပွန်တတဲ့ငါပါမမကြားရဘူးဆိုင်အပပွန်တတဲ့ငါပါမမကြားရဘူးဆိုင်ဆိုတာငါကျွန်တော်အပပွန်ဆိုတာအပဆိုတာဘာလဲအပပွန်ဆိုတော့ဘာမှလို့အဓိပ္ပာယ်ရပါတယ်တတဲ့ငါတဆိုတာညင်တာတဆိုတာမလို့အဓိပ္ပာယ်ရပါတယ်တန်ငါဆိုတာကြားတာဆိုင်အပပွန်တတဲ့ငါဘာမှမကြားရဘူးလို့အဓိပ္ပာယ်ရပါတယ်ဂျဂတိရီစန္ဒီရီကိုဘာတာဂယုဆိုင်ပါဂျဂတိရီစန္ဒီရီကိုဘာတာဂယုဆိုင်ပါဂျဂဆိုတာဂယုဆိုင်တာကိုပြောတာပါတိရီစန္ဒီရီဆိုတာကိုဘာတာကိုမိမိကိုယ်တိုင်လို့ပြောတဲ့အဓိပ္ပာယ်ပါဂျဂတိရီစန္ဒီရီကိုဘာတာဂယုဆိုင်ပါဟုတ်ကဲ့ပါဒီနေ့မှဆိုရင်လေလေကူကူနေ့စဉ်လုပ်ငန်းသုံးစကားလုံးတွေပြောပြပေးတော့တာပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာတစ်ခါပြန်ဆုံတွေ့ကြပါစို့ကျေးဇူးများတင်ပါတယ်